စင်ပြေပြီကျညာပေးမယ်ဒီဆိုင်ရအောင်ဆိုင်နမရအောင် ဆိုင်နမရဒေါ်မီ ဒေါ်မြေတက်တာပါခွေးလေ မောင်းဝေး အောင်မောင်ခွေးဒေါ်မြေအောင်မပေါ်လာလေးတဲ့အဲမှာကျညောင်ပေးနာလေးမှာအဲချောင်းပေးနာလေးမှာချောင်းပေးနာလေးမှာရမပြင်းနဲ့ရတလေးရကဲကျမတို့ရေတကောင်ကအပြန်မောင်ခွေးနားမရောက်ခင်မှာရေတွေကနေဆင်းပါမယ်ရှင်ရောက်တော့မှာပေါ့ ဆင်းတော့ရေချိုးကငမန်းလို့လာတယ်မလားရရဲမိုင်ပါပြီရောက်မိုင်ပါပြီနောက်ပြောက်လာမယ်ရတယ်ပါရေစရာကြီးတက်မတက်လည်းရေပြီးတော့ဟာမိုင်နေပြီစင်းပါပြုအေးရပေါ်ပြပါပြုအဲ့ဒါကစီးပြီးတော့ဟာဟောကိုင်းနေတဲ့ဒီပါလေးပါလေးကြည့်ရုံလေးပါပြပြောကြည့်လေရေးရကြအဲ့တော့ဆဲဘုံနဲ့ဝင်ပါမယ်အကောင်မရှိဘူးကျွန်တော်တို့ပဲရှိတာလာနေပြီခဏလေးဒါမင်းညုံထိုး သူကလေဒီဘန်းလောင်မြစ်ကမြစ်အနေထားအရမြစ်လို့သာခေါ်တာပေါ့နော်တကယ်ပြောမယ်ဆိုတော့ချောင်းတတာလောက်ပဲရှိတယ်ရေကအေးစိမ်ပြီးတော့အရန်ချိုးလို့ကောင်းတယ်ကဲရေစုံမြောက်ပေးပြီဆိုတော့မောင်ကွေးလေးစိမ်မှာတမင်းစားပါမယ်ငါးလေးတွေကတော့မြင်းနေတိုင်းမှာပူနွေးနွေးဟိုမှာကျွတ်ရွာနေတာပဲဖုန်းကတော့ကြိုဆက်မထားတာဖြစ်တဲ့အတွက်ကျမတို့ကြက်ဘူးသီးတို့ဘာလို့စားလို့မရဘူးပေါ့နော်ကြိုဆက်ထားလို့ရှင်တော့ကြက်ဘူးသီးတွေဘာတွေစားလို့ရပါတယ်ရှင်ကျမတို့ကဒီမှာရှိရတယ်ပဲစားလိုက်တော့မယ်ပေါ့နော်ဒီမှာကလက်ဖေးရေကော်ဖီတောက်လို့ရမယ်ဝက်စားလဲလို့ရမယ်ပြီးရင်ရေစုံနဲ့ဝက်စားကိုလန့်ထားလို့ရမယ့်နေရာရှိပါတယ်ဒါလေးကကျမတို့တမင်းစားမယ့်နေရာပါဒါကတော့ပန်းလောင်မြစ်ကိုမြင်ရမယ့် view လေးပါအဲ့ဒါမျိုးလေအဲ့တော့ hard right ပဲကြော်ပေးလိုက်တော့အဲ့လိုပဲကြော်ပေးလိုက်တော့ပြင်ပြီနော် စင်ပြေနော်ရတဲ့ဒီကလေးလေးငှက်ချလိုက် ဟုတ်ကလေးရှိ မဟုတ်ပါဒီဟာလေးဘာဝနဲ့ညီကလေးလေးစင်ပြေပြီကျညာပေးမယ်ဒီဆိုင်ရအောင်ဆိုင်နမရအောင် ဆိုင်နမရဒေါ်မီ ဒေါ်မြေတက်တာပါခွေးလေ မောင်းဝေး အောင်မောင်ခွေးဒေါ်မြေတမီးကျညာပေးလိုက်ပြီနော်လိုင်းမတင်ပေးမှာ ရောင်ကြီးကတော့ပါ လက်ပတ်တော့ပါမယ်ခေါ့ဒါက6ကြော်ကျွန်တော်ပါနေနေဆိုတည်း ရှောင်းမှုကြော်လေးတွေ ဒါက9ကြော်တက်တာ ရှောင်းမှုလေးတွေ ဟုတ်ကဲ့6ကြော်ဒီနေ့ကြော်တာလူငယ်လေးနဲ့ဘဲဦးလေးကြော်တာလေတမီးစီစံဘလုံးမစားနဲ့ဆိုလို့မတိရသေးတဲ့အပွဲပါ မစပုံရမဲ့တငယ်ချင်းရဲ့တာလုံးနဲ့တယောက်ရအနှစ်ယောက်ကအဲ့လိုတငယ် မတိနဲ့ဆိုတော့လုံးဝမတိရသေးဘူးလုံးဝတဘာဝဆက်ဆံလေးဘာဝဆက်ဆံလေးကျမတို့တမင်းစား တော့သူခွက်တာရမ်းများ လုံးဝတဘာဝဆက်ဆံလေးစားမှာကောင်းမှာအမပေါ်လာလေးနဲ့မှာကျညောင်ပေးနာလေးမှာချောင်းပေးနာလေးမှာဘောရာခေါ်နေတူတယ်ဒီကွက်ကဘောရာနဘောရာဟာနဘောရာစမတိုင်းပဲပြီဟာလားအသေးကောင်ခေါင်းကျွေးပြီးသွားပြီတဲ့အသေးကောင်ကဆိုခေါင်းမစားတော့နော်အကြီးကောင်ခေါင်းရမယ်နော်အကြီးကောင်ညအသေးကောင်ဟေးရမပြင်းနဲ့ရတာလေးရတာလေးဒါမင်းဟေးမင်းကလည်းအကြီးဖြစ်ပြီးတော့လူပါသားဝါလေလူနေရလေနင်ကလူပဲနင်ကကဲဒါလေးကတော့သူကအမျိုးသမီးအဝေးလေးတဲ့နေရာအမျိုးသားအဝေးလေးတဲ့နေရာနဲ့ drawing လက်နေရာလေးပေါ့နော်လိုလေးခွဲပေးထားပါတယ်ကဲကျမတို့အိမ်ပြန်ချင်းကိုရောက်ပြီဆိုတော့လှေလေးစီးပြီးပြန်ပါပြီရှင်လှေစိတ်ကိုလည်းရောက်ပါပြီကဲဒါကတော့ကျမတို့ခီးစင်မှာတူတူလိုက်ပါလာတဲ့3ဘိန်းလေးပါရှင်3ဘိန်းနံပါတ်လေးလည်းမှတ်ထားပါ3ဘိန်းသမားကိုရလည်းသဘောကောင်းပါတယ်ကဲသူကိုယ်တိုင်စိတ်ရှည်လက်ရှည်နဲ့ကလပ်မဖြစ်ပေးပါတယ်ကြော်စားတောက်ဆိုင်နဲ့ကြံတိုင်းအောင်ရဲ့ဈာထဲမှာကျမတို့ကလပ်မဖြစ်တဲ့နေရာလေးရှိပါတယ်ဟိုဘက်မှာလူရမ်းများတော့လေကျမမဆောင်ကျင်တာနဲ့ဒီဘက်ပေါ့နော်9မိနစ်လောက်ဆိုင်ကမောင်းပြီးတော့တော်တော်လေးဆိုတဲ့ဆိုင်လေးကိုလာခဲ့ပါတယ်အဲ့ဒီမှာအတုပ်ဆောင်ရမယ်အေးဆောင်လည်းရမယ်ဒီလိုမျိုးတဲလေးတွေနဲ့တဘာဝဆက်ဆံလေးနေရတာကပို့ပြီးတော့တောင်းတတာရှိပါတယ်ကားလေးဆောင်နဲ့ကျမအတုပ်တွေပါလေးစားရင်းနဲ့ကားထွက်ချိန်ရောက်တော့မှကားဂိတ်ကိုပြန်လာပြီးအိမ်ပြန်ခဲ့ပါတယ်ရှင်